ရှေ့ရက်မြောက်နေ့မှာတော့နိုရာလေးအတွက်ဖြည့်ဆွက်စားထမင်းကိုနိုရာလေးပပကသူကိုယ်တိုင်ပဲပြင်ဆင်ပေးပါတယ်ရှင်သမီးပိုက်ရန်စာနေပြီသမီးပိုက်ရန်စာနေသမီးပိုက်ရန်စာနေမြန်ကျွေးပပမမဆိုမြန်ကျွေးတယ်ဒီနေ့စားကောင်းတယ်ဒီချစ်ဖို့ကောင်းလိုက်တာကြည့်ပါဒီပပသမီးလေးဘာသမီးလေးချစ်ဖို့ကောင်းလိုက်တာကြည့်ပါချစ်ဖို့ကောင်းလိုက်တာကြည့်ပါသမီးလေးအကြည့်အမလီတခါလေးပဲကြည့်တယ်တလုတ်တည်းအပြည့်ထည့်ပြီးလိုက်တာလူရဒီရောက်ရှောက်သွားကြမယ်ပပနဲ့သမီးနဲ့ချစ်ဖို့ကောင်းလိုက်တာကြည့်မသမီးလေးချစ်စရာလေးကြည့်စမ်းလေးသေးရရတယ်ကြည့်တော့ဟိုကွန်ကြည့်တာအဘကျွေးတာရမ်းနေတယ်တဲ့သမီးပိုက်ရမ်းစာနေပြီတဲ့ရမ်းကျွေးတယ်ဟုတ်တာပလီဘွားတော့ဝါပါပြီကွာမိလေးပိုက်စာနေတာအဲ့မိလေးပိုက်စာနေပြီတဲ့ပိုက်စာနေတဲ့သမီးလေးပိုက်စာနေတဲ့ကြည့်အောင်တခါလေးပဲကြည့်စမ်းမလေးရန်တော့မထွက်တာတော့အခုဆိုစားတက်နေသမီးလေးပိုက်စာနေရမလေးချစ်ဖို့ကောင်းလိုက်တာကြည့်ပါ